ယုံနံတရားတွေကိုတရုတ်ခွဲယုံနေတော့နိဗ္ဗာန်မရောက်နိုင်လောကမှာရင်ယထာတစ်မျိုးမျိုးရှိလျင်အဲ့ဒီရင်နဲ့သွားနိုင်တယ်ရင်မရှိဘဲရင်ယထာအကြောင်းသိနေယုံနေတော့အလိုရှိရာအရက်တို့မသွားရောက်နိုင်ဘူးဒါလိုပဲယုံနံတရားတွေကိုတရုတ်ခွဲယုံမြမဂ်ကင်တရားတွေကိုတရုတ်ခွဲယုံမြနေတော့နိဗ္ဗာန်မရောက်နိုင်ဘူးတကယ်ဖြစ်ပြနေတဲ့ယုံနံတွေကိုရှုတိလျက်ဝိပဿနာမဂ်ကင်ဆိုတဲ့ရင်ရထားကိုဖြစ်ပွားစေပြီးအပါရရှိထားပါမှမဂ်ကင်၈ပါးရင်ရထားကိုစီးပြီးနိဗ္ဗာန်ကိုရောက်မယ်ဆိုတာကိန်းသိမှတ်ထားကြရမယ်အမိုက်နဲ့ဒေါသအိမ်ကန်းချောင်းကန်းနဲ့အမိုက်လဲနေတဲ့သူမှာစက်ကူတို့အဝိဆာတို့ဒုတ်ချောင်းကလေးတို့ဒီလိုအမိုက်ကိုတွေ့ရတဲ့အခါအဲ့ဒီအမိုက်ဟာဘာမှအသုံးမကျဘူးလို့အဖြစ်ကိုမြင်မှစွန့်ပစ်နိုင်တယ်။အဖြစ်မမြင်ရင်တော့အဲ့ဒီအမိုက်ကိုမစွန့်နိုင်ပဲဟိုနားဒီနာထိုးထားမှာပဲအဲ့ဒီလိုအမိုက်ကိုလက်ခံထားတော့အခန်းမှာမတန့်ရှင်းပဲရှိနေမှာပေါ့အဲ့ဒီလိုပင်ဒေါသ၏အဖြစ်ကိုမမြင်ရင်ဒေါသကိုမပယ်နိုင်ပဲလက်ခံထားတတ်တယ်ဒီလိုဟာရှိနိုင်ပါသလားဆိုတော့ရှိနိုင်ပါတယ်ကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်လွှာအဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့ညှဝေလိုက်ပါရရှင်